လမ်းခွဲရအောင်တဲ့ရွှေပန်းဦးမှာနေကျင်တာလားမခင်ဦးနေသည်တဲ့ကျွန်တော်မျိုးပြောတော့ကတချမ်းမှအညိုးမခံနိုင်ရောတတိယပါတဲ့ဟမ်ဘယ်လိုလဲရွှေပန်းဦးကနေရဲ့ဩဟဲ့ရွှေပန်းဦးမှာနေကျင်တာလားဆိုတော့ချမ်းသာတဲ့အတိုင်းဝိုင်းမှာနေကျင်တာလားမခင်နေသည်ပေါ့ကွာပြောချင်တာကျွန်တော်မျိုးပြောတော့ကတချမ်းမှအညိုးမသူ့ရှိမာတော့ကတချမ်းမှအညိုးမခံဘူးဆိုတော့တချမ်းမှအညိုးညမခံဘူးဆိုတော့တတိယပါဒါရောက်မိုက်တင်တော့လုံးဝတဲမပြောဘဲနဲ့တွေ့ဝိုက်ပြီပါနော်ရွှေပန်းဝင်နေကြတာမခင်နေပြီတဲ့ကျွန်တော်ပြောတော့တချမ်းမှအညိုးမခံနိုင်ရောတတိယပါအော်ပြောချင်တာလမ်းခွဲမပေးနိုင်ဘူးမဟုတ်ဘူးကွာလမ်းခွဲပေးနိုင်ပါတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲသူ့ရှိမှနေကြတုန်းကလုံးဝဟိုမျက်နှာတစ်ချက်အပြတ်မခံဘူးအရန်ချစ်ခဲ့တယ်ဆိုတာကိုတတိယပါဟုတ်တယ်တိုက်တော့ငါပြောပြမယ်တဲ့အဲ့ဒါဘယ်လိုပြောရမလဲအထီးအတွေ့မှာတာယာနေတဲ့အထီးအတွေ့မှာတာယာတာကိုအချစ်လို့ခေါ်တဲ့ခစ်ကြီးထဲမှာနော်ငါတို့အရန်ချစ်ပြတဲ့ကောင်တွေကဘောင်မဝင်တော့ဘူးအရာမရောက်တော့ဘူးအဲ့ဒါသဘောပေါက်လားအဲ့ကြောင့်ဟိုကွာပြောချင်တာကွာဟိုအဲ့လို NDRS တွေကိုလည်းစော်ကားတာမဟုတ်ဘူးကွာအဝေးရောက်နေတဲ့ချစ်တွေကိုလည်းစော်ကားတာမဟုတ်ဘူးနော်ဟုတ်ကဲ့ဆေးတောက်ပြီးတော့ဂယူးဆိုင်ပါဆိုတဲ့သူထက်ဆေးဝယ်ပြီးလာတိုက်တဲ့သူကိုပိုချစ်ကြတယ်အဲ့ကြောင့်မလို့ဘယ်လိုပြောရမလဲကွာတချို့ NDRS တွေလည်းခိုင်မြဲပါတယ်မခိုင်မြဲဘူးမဟုတ်ချစ်ကြပါတယ်မချစ်ဘူးမဟုတ်ချစ်တယ်ဘယ်လိုပြောရမလဲအဲ့လိုအထီးအတွေ့မှာတာယာနေတဲ့ခေကြီးအထီးအတွေ့မှာပြုံမွေ့တွေကမှအချစ်လို့ခေါ်တဲ့ခေကြီးထဲမှာငါတို့လိုမေတ္တာအစစ်ပေးနိုင်တဲ့ကောင်တွေကဘောင်မဝင်တော့ဘူးဒါကြီးတို့ကမင်းတို့သိလား